င်္ဂလာပါဗာမစ်လိုက်ပြီး audio ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗာမစ်လိုက်ပြီး audio ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန်နာရဲ့ဝတ္ထုတိုများတွေကပေါင်းချင်းမြောက်ချင်းနဲ့စားချင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အစင်းသစ်ဖြစ်ပြီဆိုရင်တော့စီစဉ်တင်ဆက်ပေးမယ့်အင်တွင်နဲ့တူတူနားဆင်ကြရအောင်လားရှင်မိသွေးမိအချိန်ငင်းနေတဲ့ထမင်းအိုးကမပွက်ချင်နဲ့ပွက်ခနဲညီညူပွက်နေတာပေါ့မစိန်များကလည်းထမင်းအိုးကိုပြင်းပြင်းရီနဲ့ထိုင်မွေးနေတယ်မင်းညကကောင်းစီရုံးရှိမှလေဖနက်ဖင်ခုထိုင်ပြီးတော့ကလေးတို့တိုင်ရင်ကြည့်ခဲ့ရတဲ့မြမရဲ့ကားကိုလည်းပြန်မြင်အောင်နေတယ်အမေသားကြီးကခေါ်လိုက်တော့မက်စိန်များနည်းနည်းစိန်ပြတ်သွားတာပေါ့သားကြီးကခေါ်လိုက်တော့မက်စိန်များကလည်းနည်းနည်းစိန်ပြတ်သွားတာပေါ့အမေသားကျူရှင်ယူခြင်းနေစင်းမင်းနေတဲ့မက်စိန်များရဲ့မျက်လုံးဟာလည်းအတန်ငယ်ပြူးကျဲသွားတယ်တွေးထင်မြောင်နေတဲ့ကိုညွန့်ဝင်းဟာရုတ်တရက်ပြောက်ကွယ်သွားတာပေါ့သူရှိမှနှစ်ချီတရှုံရှုံနဲ့မိုးထုတ်ထိုင်နေတဲ့သားကြီးအော်ရတာဖြစ်သူမောင်တန်ချောင်းဟာကိုညုံဝင်းလောက်ကြည့်မကောင်းလာဘူးလေကျူရှင်ယူအောင်နေရဘေးအိမ်မို့လားစက်တန်းဖြေရမှာမို့လားကိုရန်တက်ရမှာမို့လို့လားပြောစမ်းမအောင်ကိုချက်ကြီးတန်းရဲ့အမေကလည်းဗျာတဒန်းလဲတဒန်းကျူရှင်မို့ဘာတဒန်းကျူရှင်လေကြက်ပါလားကိုဟာကိုဒီလောက်အတန်ပုံစနာလေးကိုများလေကျူရှင်ပေးရမယ်လို့မကြားဘူးပါဘူးဟဲ့အဲ့ဒါဆိုအမေအောက်နေရပဲဘာအောက်တာလဲမစိန်များကရောင်းမနဲ့ရွေလိုက်တာကြောင့်တာကြီးကလက်လန်းမမီရဲ့နေရာကိုအလေအမြန်ဆုတ်ခွာလိုက်တယ်လူတိုင်းကျူရှင်ယူနေကြတာပဲအမေရဲ့အေးဒါပေမဲ့ငါတို့ကလေလူတိုင်းလောက်မချမ်းသာဘူးတနေ့အလင်းမြောင်လောင်လေးမနှိမ့်လုံနေရတာနေပေမဟာစီရေးကြီးရဲ့လက်ကလေဘလောက်များရှိလို့လဲဟဲ့အလကားတင်မိတဲ့ကျူရှင်ရှိရင်တော့သွားတက်ဒါပဲဟဲ့မစိန်များကဗီဒီယိုအာနာသုံးပြီးသူ့ရဲ့အဆိုကိုပယ်ချလိုက်တော့သားတော်မောင်ကငိုမဲမဲဖြစ်သွားတာပေါ့မိဖို့ကြောင့်တကားဝါမှာထိုင်နေတဲ့ဖခင်ဖြစ်သူကိုရီခဲကိုအာကိုတကြီးနဲ့လှမ်းကြည့်တယ်ကိုရီခဲကအလေကမ်းမှာချိတ်ထားတဲ့ကလေးပကက်ကြီးကိုလှမ်းဆွဲလိုက်စီဘောလေးတိုလေးကိုဖိပွာလိုက်နဲ့မမြင်ကြည့်အောင်စောင့်နေတာပေါ့ဘူးစုခီယူရဲ့မဲတော့နောက်ပြီးသူတို့အိမ်အောင်စုရဲ့ဝင်ကြီးချုပ်လည်းဖြစ်တဲ့ဗန္နာရေးဝင်ကြီးလည်းဖြစ်တဲ့ထမင်းချက်ခွာသိန်းတန်ရှိရလုပ်တဲ့သူလည်းဖြစ်တဲ့သူ့ရဲ့မဟေတီမက်စိန်များကိုသူဟာမလွန်ဆန်ရဲချောင်းကိုသားတော်မောင်လည်းသိလိုက်မှာပေါ့ဒီလိုဆိုအမေသိမေးမလားကဲသားကပြောတော့မက်စိန်များလန့်သွားတာပေါ့သူကစာကိုတော့မှဟုတ်တိပတ်တိစိတ်ဝင်စားခဲ့တဲ့သူမဟုတ်ဘူးအမေကိုဈေးကူရောက်ရင်တက်တလဲပြက်တလဲတင်ခဲ့ရတာကလည်းရှစ်တန်းထိတာပေါ့နောက်ပြီးတော့ယောက်ျားမြူမီကလေးကကြောင်းထက်ခဲ့ရတဲ့သူမို့ကျောင်းစာနဲ့ဝင်းနေတာကလည်းကြာလာပြီအင်္ဂလိပ်စာတော့လေနေဖေကိုတင်ခိုင်းမက်စိန်များကအကြီးမားဆုံးသောရန်သူကိုလေဗော်လီဘောတိုင်းနဲ့ကမန်းကလေးရှောင်းတိန်လိုက်တာပေါ့ရုံးမာလေးခုတလုံးအိုဘာတိုင်းနဲ့ရှိမယ်တဲ့ကိုရီခဲကလည်းအပြေးလွှာရှောင်းတိန်လိုက်တယ်မက်စိန်များကမျက်စောင်းခဲခက်ဆက်ပြောတာပေါ့အိုဘာတိုင်းမရှိရင်တင်လို့ရတာပဲရှင်ကိုရီခဲကလည်းမျက်တောင်တစ်ပြက်ခက်တယ်ကလေးပကက်ကျိုးကိုလှမ်းဆွဲလိုက်ကျိုးနဲ့တုပ်၍ပုတ်တိုက်တာကြောင့်ကျွီလိုမြည်နေတဲ့အတန်ကိုသူ့ရဲ့နားထဲမှာကျူရှင်ဆိုပြီးတော့လေကြားရောက်နေတာပေါ့တခါတလေတော့လေရုံးအလုပ်တွေလေအိမ်ပါချင်းပါလာအောင်မပါတဲ့နေတင်မော့ရှင်ရလေးအေးပါကွာအိုင်းနေတင်တာပေါ့ဟာကိုရီခဲကခက်ပြုတ်ပြောတာပေါ့လာမယ်ပြီးကိုရှောင်းလွဲလည်းမရတော့တာကြောင့်လေနောက်ဆုံးနဲ့ရင်ဆိုင်ဖို့ကအားတင်းလိုက်တယ်ဒီလိုဆိုရင်အမေကတင်ချစိတ်အေးပြီးဆင်းမိတော့မယ်ဖြစ်တယ်လေမက်စိန်များရဲ့မျက်လုံးအစုံဟာစက်ကနေပြန်ပြူးသွားတာပေါ့နောက်ပြီးတော့ကိုရီခဲကိုမျက်စောင်းထိုးပြီးရန်စကားဆိုရင်အဲ့ဒီအောက်တန်းစားစီရာဒူးကြီးကိုပဲလေဖတ်ပြီးတော့ဖင်းချောက်ချထားသိလားဥယေကိန်းအောက်ဆိုင်လေးမရှာနဲ့ငရေကြီးတတ်တယ်ဟာပါဆိုင်လို့လေဟာကိုရီခဲကမက်စိန်များကိုနားမလဲသလိုလှည့်ကြည့်တာပေါ့အဲ့ဒီခါမှာဆလိတ်တူမမီးဖွားလေးတွေကလည်းလေပစိုးပေါ်ကိုဖွားကနေကြွေချကုန်တာပေါ့နေရာမှာထခုံပြီးတော့မီးဖွားတွေကိုကမန်းကရင်ခါချတဲ့ခါမှာလေနူးညာကောင်ကတတိုင်းပြေးဝင်လာတယ်ပကက်ထဲမှာကလေးကထငိုတာပေါ့မစိန်များကလည်းထမင်းအိုးကိုစောင့်ကြည့်အောင်ကြီးနဲ့မှွေလိုက်တယ်ဘာမဆိုင်ရမှာလဲတော်တော်ဝင်ကောင်းရင်လေဒီကောင်တွေကိုကျူရှင်ကောင်းနဲ့ဆရာကောင်းပေးနိုင်မှာပေါ့ကျုပ်တို့တင်စရာမလိုဘူးလေနောက်ဆုံးတော့ဒီဘူတာစိုက်တာပဲကိုရီခဲကညာဘက်နားမှာဝင်လာတယ်လေမစိန်များရဲ့စကားတွေကိုဘယ်ဘက်နားမှာပြန်ထုတ်ဖို့စူးစမ်းရင်းလေတွေးလိုက်မိတာပေါ့ဂိမ်းငါအပေါင်းရှိတဲ့ပေါင်းစမ်းငါ့ကိုစိတ်ထဲမှာထားလက်ရှိချောင်းထောင်ငါပြီးတော့6 9 10 9အမေအေးအော်ခတ်တူတာပဲကိုရီခဲရင်အေးကိုရီခဲကလည်းလက်ကြားထဲမှာဆလိတူကိုလေနိုးစီခွက်တဲလှမ်းတဲပြီးနေရာမှာကမန်းကနန်ထတာပေါ့သူ
သူ့မိဘေးမှာကိုကိုကောက်ကရက်နေတဲ့နူးညာကောင်ကိုဆဲခေါ်လာပြီးတော့ခက်လင်လင်ခက်ပပင်ဖြစ်နေတဲ့ဒန်ထွေးကန်ပေါ်မှာထိုင်ခိုင်းလိုက်တာပေါ့7 73 14 15ပါမက်ဆေ့များကအိုရာပေါ့တားတော်မောင်ကသူ့ပါဇက်ကိုသူလေအလျင်အမြန်ဘရိတ်ဖမ်းလိုက်ပေမဲ့လေချက်ချင်းမရက်ဘူးဆက်ချောင်းဆိုပြီးတော့ထိထိငုံငုံဆိုပြီးမှရက်သွားတယ်နောက်ပြီးတော့တသားပြည်တဲ့နဲ့တစ်ချက်အခောက်ခံလိုက်ရတာပေါ့ဘာဆက်ချောက်လေပြန်မောင်းစမ်းငါ့ကိုစိတ်ထဲမှာထားလက်ရှိချောင်းထောင်းတားတော်မောင်ကနောက်ဘက်ကိုမတိမတာတွေးရှိထားရင်းနဲ့ဒုတိယအကြိမ်စူးစမ်းတယ်နင့်ကပြောပေါင်းများလာပြီပိုကြီးတဲ့ဟာကိုစိတ်ထဲမှာထားစမ်းပါဆိုဟိရှစ်ကိုစိတ်ထဲမှာထားပြီးတော့လက်ငါးချောင်းထောင်တာကပိုမလဲဘူးလားတန်ချောင်းရိပ်တားတော်မောင်ရွှေရဘက်ကိုမက်ဆေ့များကလိုက်တိုးတယ်ကဲပြန်မောင်းစမ်းကပြက်ကကြော်လုံးမနေနဲ့ဟဲ့မက်ဆေ့များကလည်းပီရန်နဲ့အသိရွယ်ထားတဲ့တန်ချောင်းကလည်းတမင်းကိုမတိမတာချရင်းနဲ့ကိုရီခဲကိုလှမ်းကြည့်တာပေါ့ခေါင်းကုပ်ပြီးနှက်ရှိလဲချုံမိတယ်ဒီကောင်တော့ကျူရှင်စရာအရွေးမှားပြီဆိုပြီးတော့နောင်နာရနေပြီထင်ပါရဲ့ကွာကိုရီခဲကတွေးရင်ပြုံးမိတာပေါ့သူ့လဲကြရင်တော့လေလွဲတယ် This is a book This is a book ဆိုတာတွေကိုလေတစ်ခါလောက်ချရေးပြီးတော့ကဲအဲ့ဒါတွေကိုလေလက်ရီလာငါးកောက်ရေးကွာဆိုပြီးတော့ခိုင်းလိုက်ရုံပဲသူလဲတသားရင်သားကလည်းကျင်းနေတယ်ငိမ့်ချမ်းตาရမှုအထိဖြစ်မှာပေါ့ဖိနုညာကောင်ကခေါ်တာပေါ့ဘာလဲကွနန်းနာပေါ့ကွဤဘေးဟောင်မင်းရလေမရှူပဲနေမရတာကြောင့်ပြက်လာတဲ့ရင်နှန်းကိုမတက်မတာနဲ့မြင်းပြီးတော့ရှူမိတာပေါ့ကိုမြတ်စရီနဲ့လိုက်သွားရင်ကောင်းသားကွာဒါဆိုခလေးဤတယ်နေရမှာမဟုတ်ဘူးဆိုပြီးတော့လေစေးစားတယ်ရုံးကအရာရှိကြီးရဲ့ဇနီးလေးတိုက်ဖိုက်ဖြစ်တာကြောင့်ကိုမြတ်ဆွေတို့ကိုအောင်မြင့်တို့လူစုတွေအလုပ်များကြတယ်အားစေးရှာသူကရှာကြက်ပေါင်းရီပို့သူကပို့ဂလူကို့စ်ဝဲသူကလည်းဝဲပြီးတော့လှလှရှာရှိပေမဲ့လေကိုရီခဲကတော့ထုံးစံအတိုင်းဂေခဲတုံးပေါ့သူမိမနေမကောင်းတာကိုမိမနေမကောင်းတာမှမဟုတ်ဘူးဆိုပြီးတော့လေတွေးတယ်သူမိမကကိုမိမတက်ပိုးပြီးတော့အရေးကြီးရလို့လည်းမထင်ဘူးဒါကြောင့်မလုံမရှားနဲ့ငိမ့်သက်နေလိုက်တာပေါ့လှုပ်เสียရှိလဲလေပတ်စံမှမရှိပဲကိုညနေတုန်းကတော့ကိုမြက်ဆွေကိုအောင်မြင်းနဲ့လေခင်လေးဝေတို့သုံးဦးစုပြီးတော့ဟောလီတပလင်းဝဲတယ်သတင်းသွားမိမယ်လိုက်အောင်မလားလို့ခေါ်တော့သူကခေါင်းခါခဲ့တာပေါ့ဟောလီပလင်းမှာသူ့အဆူစုံငွေမပါဘဲနဲ့လေလိုက်ရမှာကိုလည်းစိတ်ကမလုံးဘူးသူတို့သုံးဦးကလည်းရှေ့ရင်သာလိုက်ပါလို့ခေါ်ပေမဲ့လေကိုရကြတော့လေပြန်ပြီးတော့အတင်းပြောချင်ပြောကြအောင်ပါဆိုတော့တိတ်ပြီးတော့လေမယုံလှဘူးကဲမန်ဒီမာလေးလိမ္မော်သီး6လုံးရှိတယ်နောက်ထပ်4လုံးထပ်ဝယ်လေလိမ္မော်သီးဘယ်လောက်ရှိမှလဲတဲ့ကဲဒါဆိုရင်ဘာလို့ရမှာလဲပေါင်းရမယ်ဘာနဲ့ဘာကိုလေပေါင်းရမှာလဲ6နဲ့4ဟုတ်ပြီကဲပေါင်းစမ်း6ကိုစိတ်ထဲမှာထောင်းလက်လေးချောင်းထောင်း6ပြီးတော့9 8 9 10 11ကဲအဲ့ဒါ17မစိတ်များကပြည်ရနဲ့လှမ်းခောက်ပြန်နေတန်ချောင်းကလည်းဖင်ရွှေ့ပြီးတော့နောက်ဆုတ်သွားပြန်တာပေါ့ခေါင်းကလေးကိုသုံးပြီးတော့ဟဲ့စစဆယူဆမ်းပါတန်ချောင်းရလက်ကိုထောင်းချင်တာထောင်းပါဇက်ကလည်းရုပ်ကောင်းတလောက်ရွတ်ပြီးတော့လေရွတ်နေတာပဲအေးအိပ်ပါကွယ်လေးမစိန်များကရင်ခွင်ထဲမှာလူးလုံးလာတဲ့ကလေးရဲ့ဒီမကိုပုတ်တဲ့အင်ကြီးကိုကမန်ကရန်ဆွဲလန်းပြီးတော့ကလေးပါဇက်သေးကိုနှုတ်ပိန်ကိုထိုးထည့်တာပေါ့ကလေးကလည်းတစ်ချက်နှစ်ချက်စုပ်ပြီးတော့ပြန်ငိန်သွားတယ်တော်ပါသေးရဲ့ကိုရီခဲကတပြင်းချတာပေါ့ဒီကောင်ပြန်မအင်းရင်လေမက်ဆေ့များကကိုရီခဲရေလို့ခေါ်အောင်မှာသူကတော့စာတင်တာကိုလေရက်လိုက်မှာမဟုတ်ဘူးကိုရီခဲရေဟောခေါ်ပါပြီဗျာကိုရီခဲကလည်းစလိတ်တိုကိုလေနိုးစီခွက်တဲ့ထိုးထည့်လိုက်ပြန်နေမက်ဆေ့များရဲ့လက်ထဲမှာအငယ်ကောင်ကိုအလိုက်တက်တိလှမ်းယူလိုက်ပြီးတော့ပကုံးပေါ်မှာမှောက်ကတိတ်လိုက်တာပေါ့တေမောင်ပြောင်ကလေးကိုပုံရင်စနစ်ပြီးကျဲတဲ့အခန်းရဲ့ခောက်တော့ခောက်ပြန်လှမ်းလျှောက်တယ်မြောက်တယ်ဆိုတာပေါင်းတာပဲတန်ချောင်းရဲ့အများကြီးထက်ကတက်ခါပေါင်းနေရင်ကြားတယ်မဟုတ်လားတခါလေးမြောက်လိုက်ရင်အဖြေတန်းထွက်ရောမစိတ်များကသူသီးသမျှပို့ချတာပေါ့ဒါကြောင့်အလီရောက်ဖို့အရေးကြီးတယ်လို့ပြောတာပေါ့အလီမရရင်လေမြောက်ကြဖို့ကမလွယ်ဘူးဟဲ့အောင်မလေးဟဲ့ငါမိမကလည်းဆီယာမကြီးပုံဖမ်းနေလိုက်တာအလီရအောင်ချက်မရရင်တီးမယ်လို့သူပြောနေကြတဲ့အတိုင်းပြောလိုက်ရင်ပြီးရောကိုရီခဲကလည်းတွေးတယ်ခုတလုံးမစိတ်များကိုလေတိတ်ပြီးကြည့်လို့တော့မရဘူးကိုသားကိုလေစာတင်တာတော့ဟုတ်ပါရဲ့သူလုံးနေကြအလုပ်တွေဖြစ်တယ်လေအငယ်ကောင်တိတ်တာတွေနှိုးညာကောင်အီတရားတွေအလန်းမှာမိတ်ကုတ်ပေးတာတွေအလက်ကောင်ရဲ့ဝဲတွေကိုလေစိတ်ထည့်ပေးရတွေစားတယ်တောက်တူမရအလုပ်တွေကိုလေကိုရီခဲကိုအကုန်လွှဲအပ်လိုက်တာကတော့ခက်လာတာပေါ့သူစာတင်နေတော့ကတော့ဘသူဘာကိစ္စပေါ့ကိုရီခဲရေလို့တစ်စက်လှမ်းခေါ်လိုက်တာပေါ့ငါနာမည်ကလည်းလေရေခဲကနေအေးပြောပြီးတော့သူ့လက်ထက်ကြမှာရေခဲဖြစ်နေပြီ
ကိုကြီးကမလို့တမတွေးတာပေါ့မရတာကြောင့်သူ့ကြောကိုသူလေအိမ်တိုင်းနဲ့ပို့နေတဲ့အလန့်မကိုစောင့်ကြည့်ပြီးတော့စိတ်မောသွားတယ်ပခုံးပေါ်ကအကောင်အိတ်သွားရင်လေခရီးပွင့်ချောင်းနဲ့တနက်ခါကိုရောသွေးပြီးလူပွေးဖို့အမိတ်ကြလာမှကိုကြိုပြီးတော့လေကြားရောက်နေတာပေါ့သူကအနှဲငယ်လေးမျက်နှာရှုံမိကဲဒီလိုဆိုလေတော်လာပြီးတင်လေဒါမှမဟုတ်ရင်လေကျူရှင်ကပေးပြီးတော့ကျူရှင်ဆရာစီပို့လို့ပြီးပြောဦးမေးကဲဒီမှာကြည့်ပန်းအိုးတိုးမှာပန်းသုံးပွင့်စီရှိတယ်ပန်းအိုး6လုံးဆိုရင်လေဘယ်နှပွင့်ရှိမှလဲတဲ့မက်ဆေများကလည်းပန်းအိုးလို့ဆိုလိုက်တော့ကိုကြီးကလည်းခောက်တုတ်ကောင်းပြန်လမ်းလျှောက်နေရင်မှဒေါ်စစိန်ကြီးကိုဖြစ်ကနေတတိရတာပေါ့ရုံးကအပြိုကြီးအရာရှိမှဖြစ်တယ်လေဒေါ်စစိန်ကြီးကိုသူတို့တွေကလေကွယ်ရမှာခင်ပန်းအိုးလို့ခေါ်တဲ့ပန်းအိုးကလေးလိုလေခါသိရင်ချီတာကြောင့်တော့မဟုတ်ဘူးပန်းအိုးထူထားတယ်လို့လေတကောင်းလုံးပန်းနေဝေအောင်ပန်းတက်တာကြောင့်ပေါ့အသားညညဝဖဖိုင်နဲ့လေပုံမှန်မကြပေမဲ့လေရုံးမထွေးထွေးတို့ကိသွဲတို့ကမမစိန်တို့ကိုလုံးကတော့လေတကယ်ကိုမိတယ်ဟေးဆိုပြီးတော့လေပြောတတ်ကြတယ်မမစိန်ရဲ့အသားညိုပေမဲ့လေဆိုပြီးဝင်းနေတာပဲဆိုပြီးတော့လေပြောကြသေးတာပေါ့ရှာမအယိုးမရှိဘူးဆိုတာတင်ဟုတ်တာပဲဦးလာအောင်ရဲ့သားကလေးစဲတန်းကိုဂုံတူးတစ်ခုနဲ့အာနုံးကလည်းလေတော်လိုက်တာနော်မွေးရကြိုနှက်လိုက်တာနော်လိမ်မာလိုက်တာနော်နဲ့ရင်သက်ရှူမော်လုံနေကြတာဒီခေတ်မှာဂုံတူးတစ်ခုရလောက်တာကိုများလေထူးထူးဆန်းဆန်းတအံ့တော်လို့လို့ကွယ်ကိုကြီးကအိပ်ပျော်သွားပြီဖြစ်တဲ့အငယ်ကောင်ကိုအိယာရဲကိုဖြည်းဖြည်းလေးချတယ်လိုးသွားရင်လေနောက်ထပ်နာရီဝက်လောက်ကိုလေထက်လျှောက်ရအောင်မောင်မို့လို့အသက်ကိုပင်ပြပြမရှုရဲဘူး3 1 4 3 3 2 6 3 3 4 9 3 4 4 3 4 4 17ဘာပြောလဲ3 4 4 17ဟုတ်လားမစိန်များကအော်တယ်ကိုကြီးကလည်းအိယာပေါ်ရောက်နေပြီဖြစ်တဲ့ကလေးကိုလက်မလွတ်ရဲသေးဘူးကမန်းကလေးပြန်ဖတ်ထားတာပေါ့ယူဆိုပြီးတော့ခတ်တူတူပြောလိုက်ပေမဲ့လည်းမစိန်များကမကြောက်ဒါကြောင့်အလီကိုကြည့်အောင်ကြက်ပါဆိုဟဲ့စာအုပ်သာကြည့်သွားတယ်စာမကြည့်ဘူးဟာအလက်ကားကောင်ဆိုပြီးတော့ဆက်ပြီးတော့အော်ပြန်တာပေါ့ဒီတခါတော့လေကိုကြီးကစိတ်မရှိတော့တိုးတိုးဟာဆိုပြီးတော့ခက်ကြဲကြဲအော်လိုက်တာပေါ့မစိန်များအော်စင်ကမနူးတဲ့အငယ်ကောင်ကကိုကြီးရဲ့အတန်ကြားမှာစက်ကနေလှန့်နိုးသွားတာပေါ့နောက်ပြီးတော့ပြေကနေလေအော်လာတယ်သွားပါပြီကွာကိုကြီးကတားငယ်ကိုပခုံးပေါ်ပြန်ထမ်းနေခောက်တော့ခောက်ပြန်ရှောက်ကပြန်တာပေါ့နောက်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ညှင်းညူတယ်မစိန်များရဲ့ညီးစာတင်တာလေးငါပင်မလာတယ်မပင်ပန်းချင်ရင်ကျူရှင်ဆရာစီပို့လိုက်ပေါ့လောက်အောင်ရှာပေးပေါ့အိမ်ဦးနဲ့ကြီးရဲ့မစိန်များကလည်းလေစက်ကနေမျက်စောင်းထိုးပြီးတော့စိုက်နေကြဘူးတာကိုဒိုင်းကနေစိုက်တာပေါ့ဌာနတွင်းစာမွေးပဲဖြေထားရပါတယ်ကွာရာလူတိုးတော့မှာပါဒီစကားမျိုးကြားဘူးတာများလာပါပြီကွယ်ကြားလာပါပြီတော့မစိန်များကလည်းအယုံကြည်နေဟန်နဲ့ဆိုရဲဒီတခါအားလုံးဖြေနိုင်နေကွာအရင်တော့ကရောမဖြေနိုင်လို့လားကိုကြီးကဘာမှဖြေရှင်းချက်ထုတ်မနေတော့ဘဲနဲ့ကျန်းကိုမတိမသားစောင့်နေနေစိတ်တွေညွတ်နေပြီဖြစ်တယ်လေကျန်းဟူကျန်းကျဲကခြေချလိုက်တိုင်းကြွကနေမြည်တာပေါ့ကိုကြီးကတော့ဒီအတန်ကိုဆိုင်းတန်လို့ထင်းပြီးတော့လူမာသားငွေမရှင်ရင်လင်ယူမိတာနားတယ်ထင်းနေရောက်ခမအိမ်တက်တမန်မာမျက်နာငယ်ဒါတွေကိုငါသိရဲ့ခွေအချစ်ဆိုတာလောကမှာနားမလဲတဲ့လောကဆိုတဲ့သချင်းကိုစိတ်ထဲမှာအော်ဆိုလိုက်မိတာပေါ့အဖေနဲ့အမေလေးစကားကောင်းနေတော့မှအကြီးကောင်ကခဲတံဖင်ကိုကိုင်းပြီးတော့ငင်းနေတာပေါ့မျက်လုံးစင်းပြီးတော့လဲငိုက်နေတယ်မစိန်များမြင်တော့လေပြည်ရနဲ့ရွေးပြီးတော့အော်ပြန်တာပေါ့ဟဲ့အကောင်ဘာငင်းနေရလဲမြောက်စမ်းမလို့ပြောထားတာမြောက်ပါလားဟဲ့နေဝင်ချိန်နီးနေပြီနော်မိုးရိပ်ကနည်းနည်းညွန်နေတော့နေမင်းကလည်းရှီဝါရောင်လက်တံတွေနဲ့ကဘာလောကကြီးတစ်ခုလုံးကိုဖြန့်ကျန်နှုတ်ဆက်နိုင်စွမ်းမရှိတော့ဘူးပေါ့ခဏနေမှောင်တော့မှာဟာကိုရီကလည်းတွေးတယ်စလိတ်တို့ကိုဖင်စီကန်နာရောက်တဲ့အထိဖိပြီးတော့ဖွာတာပေါ့အပူငွေးကလည်းအစီခံကိုလောင်းမြိုက်ပြီးတော့နှက်ခမ်းစီကိုကူးဆက်လာတော့မှရက်လိုက်တယ်အစာကလေးကထင်းသားပဲပါမမဟုတ်ဘူးလို့မစိန်များကခတ်တူတူပြောတာပေါ့ကိုရီကတော့တပြင်းချတယ်ရာထူးတို့ကိုဆမွေးဖြေရတယ်သူလည်းဖြေတယ်ဖြေလဲဖြေနိုင်တယ်ဒါပေမဲ့လည်းအခုစင်းထွက်လာတော့သူ့ရဲ့နာမည်ကဘာမှမလာဘူးသူထက်လှုပ်တန်တူတဲ့သူတွေသူ့နောက်မှာအလုပ်ဝင်တဲ့သူတွေကလေသူ့ကိုကြော်ပြီးတော့တက်သွားကြတာပေါ့သူတို့ကလေငါထက်ဖြေနိုင်လို့ထင်ပါရဲ့ဆိုပြီးတော့တွေးရုံမှအပါကိုရီကဘာမှကိုမတက်နိုင်ဘူးသူကရောအစာကလေးကထင်သားပဲဆိုတာကလွဲလို့ဘာမှမပြောတတ်တော့ဘူးလားယင်ကိုရီကမစိန်များကိုဒေါသလည်းဖြစ်တယ်အလကားမိမသူကြိုပြီးနမိတ်ဖက်နေလို့ပြရတာဆိုပြီးတော့တွေးရပေါ့ခါတိုင်းလို့အင်ခါပန်လေးကောင်းအောင်ပြီးစက်လက်ကလေးဖွာဖို့ပင်စိတ်မကူးနိုင်ဘူးရင်ထဲမှာလေးလန့်ပြီးတော့ညှိုးချုံကြနေတာပေါ့အမေအေးဒီနေ့အစားတင်နေရရည်လားပြစမ်း
သားတော်မောင်မောင်တန်ချောင်းကလေသူ့ရဲ့လေ့ကျင့်ခန်းစာအုပ်တွေကိုတွန်းဆုံဆုံနဲ့လှမ်းပေးတာပေါ့မစိန်များကစာရွက်တွေကိုလေတဖြည်းဖြည်းလမ်းကစစ်ဆေးတယ်ကြက်ချေခက်ရတွေနဲ့ပြည့်နေတဲ့လေစာမျက်နှာတွေကိုစိတ်လက်ညှိုးညူးစွာနဲ့စိုက်ကြည့်မိတာပေါ့ဆရာညံချင်းလို့တပည့်ညံချင်းလို့တွေးမနေတော့ဘဲနဲ့တပည့်ညံချင်းသာဖြစ်တယ်ဆိုပြီးတော့ချက်ချင်းဆုံးဖြတ်လိုက်တာပေါ့ကျောင်းကဆရာလည်းလေညံ့မှာမဟုတ်ဘူးအင်္ဂါဆရာကလည်းအလွန်တော်တယ်လို့တွေးတယ်သားလေးမစားတတ်သေးဘူးအမေတန်ချောင်းကသူ့မေလလန်းမမီယာကိုလေစုတ်ခါဖို့အတွက်ဟန်ပြင်းပေးမယ်လေမစိန်များကသူ့ထက်မြန်တာပေါ့တန်ချောင်းရဲ့ဦးစိုးဖုတ်ကိုလေဘဲဘက်လက်နဲ့ဖြက်ကနေလှမ်းဆွဲတယ်ခေါင်းကရှေ့ကိုငိုက်လာတော့ညာဘက်လက်နဲ့လေကြောမြင့်ကိုဖြန့်ကနေရိုက်လိုက်တာပေါ့အပေါင်းလည်းမတော်အမြောက်လည်းမတက်ဘဲနဲ့စားကျင်ကြမှာလေစားကျင်လို့ရမလားဟဲ့အဖေတူသားရဲ့မစိန်များကဒေါသတကြီးရေရွတ်တာပေါ့တန်ချောင်းကလည်းငိုတယ်ကိုရီခဲကလည်းငီးနေတာပေါ့အဆုံးထိနောက်တော့ဆင်မိခဲ့ကြတဲ့ဗာမစ်လိုက်ပြီးပြည်သက်များအားလုံးစိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဗာမစ်လိုက်ပြီးအော်ရီယိုဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်နေ့စဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖျက်ပြပေးသွားမှာမို့လို့ဗာမစ်လိုက်ပြီး Audio Channel လေးကို Subscribe လုပ်ထားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်